တချို့နေရာတွေကလူတွေကိုမကြိုဆိုဘူးသူတို့ကဒီတိုင်းပဲနေရှင်တာရှမ်းတောင်ပေါ်ရွာလေးတွေမှာတော့ဒီအကြောင်းကိုလူကြီးတွေမရှင်းပြဘူးသူတို့ကတတိပေးရုံပဲညဘက်ညောင်ပင်ကြီးနားမသွားနဲ့နှက်စင်ကိုလက်ညှိုးမထိုးနဲ့ပြီးတော့တယောက်တည်းမသွားနဲ့တောင်ပေါ်ရွာတိုင်းလိုမှာအဲ့လိုအပင်ကြီးတစ်ပင်တော့ရှိတတ်တယ်လူတွေမမိတမျှကာလပတ်လုံးရှိနေခဲ့တဲ့အပင်ကြီးတွေအပင်ချေမှာအဝတ်စုပ်တွေပတ်ထားတဲ့တစ်သားနှက်စင်အိုလေးတစ်ခုဖျောင်းတိုင်တွေရှိတယ်ပန်းတွေရှိတယ်စွမ်းကတ်ထားတာတွေရှိတယ်တိုင်မဲ့ဘသူကလာကတ်သွားတာလဲဆိုတာတော့ဘသူမှဝန်မခံကြဘူးသူတို့ကအဲ့ဒီယာကိုဇုတ်ထုံးလို့ခေါ်ကြတယ်စောင့်ဆိုင်နေတော့အရှင်သခင်ဒီနေ့ပြောပြမဲ့ဇလံကတော့လူကြီးစကားကိုမယုံခဲ့တဲ့ရောင်းဆရာလေးတယောက်အကြောင်းပါကျော်မင်းကရန်ကုန်ကနေရောက်လာတဲ့ကျောင်းဆရာအတဲ့ပညာတတ်တဲ့ယုံကြည်မှုအပြည့်အဝရှိရဲ့အရာရာကိုအကြောင်းရင်းနဲ့ပဲကြည်တတ်တဲ့လူသူတာဝန်ကြတဲ့ရွာမြို့နဲ့3 နာရီလောက်ဝေးတယ်လမ်းတလမ်းပဲရှိရဲ့အဝင်လမ်းကအထွက်လမ်းပဲရွာကိုရောက်ချင်းရွာလူကြီးဦးဆိုင်လင်းကပညာရေးအကြောင်းအရင်မပြောပထမဆုံးပြောတာညဘက်ဆိုညောင်မင်ကြီးနားမသွားပါနဲ့ဆရာလေးနှက်စင်ကိုလည်းလက်ညှိုးမထိုးပါနဲ့ပြီးတော့တယောက်တည်းမသွားပါနဲ့ကျော်မင်းကပြုံးပြလိုက်တယ်ရင်ကြီးလီးစားတယ်လို့မျိုးဒါပေမဲ့စိတ်ထဲမှာတော့တလုံးမှမယုံအညမှာပဲသူအိမ်ပတင်းပေါက်ကနေအပင်ကြီးတစ်ပင်လမ်းမြင်နေရတယ်တောအုပ်အဆက်မှာမမေရက်နေတဲ့ညောင်ပင်အဖြူအနီအဝါအဝတ်စတွေလေထဲမှာလွင့်နေတယ်အပင်ချေကနှက်ဆန်လေးရတော့တဆုံတယောက်ကိုစောင့်နေတယ်လို့ပဲထူးဆန်းတာကျော်မင်းလဲအဲ့ဒီနေရာကိုပြန်ကြည့်ချင်နေမိတာပဲကျော်မင်းကတာကိုသူတေသနာလို့ကိုစင်ချေပေးခဲ့တယ်နောက်ရက်တွေမှာရွာသားတွေကိုမေးတယ်မဆုတွေရေးတယ်ပုံပြင်တွေစုတယ်ပြီးတော့သူတစ်ခုတပေါ်ပေါက်လာတယ်ဒီနဲ့စင်တွေကကိုးကွယ်ဖို့စောက်ထားတာမဟုတ်ဘူးဝိညာဉ်တွေအိမ်ထဲဝင်မလာအောင်သူတို့အတွက်နေရာပေးထားတာဝိညာဉ်ကသူနေဖို့နေရာရှိတော့လူတွေကိုမနှောက်ယှက်ဘူးပေါ့တနေ့12နှစ်အရွယ်ကျောင်းသူလေးနန်းခမ်းမအတန်းဆင်းတဲ့ချိန်မေးတယ်ဆရာလေးဘာလို့နှက်စင်အကြောင်းတွေဒီလောက်လိုက်ရေးနေရလဲကျော်မင်းရရေးပြီးသူတေသနာလုပ်နေရလဲလို့ပြန်ဖြေတယ်နန်းခမ်းမတော့သူ့လက်ချောင်းလေးတွေကိုကြည့်ရင်တိုးလေးပြောတယ်သမီးရဲ့ဖွားပြောတာတော့ကျော်ထွန်းကသူ့အချမ်းကိုတခြားလူနားလည်အောင်လုပ်တာမကြိုက်ဘူးတဲ့သူကတယောက်တည်းပဲနေချင်တာတဲ့3 ပတ်မြောက်ညမှာကျော်မင်းတက်မီတလက်ကင်မရာတစ်လုံးနဲ့တယောက်တည်းထွက်လာခဲ့တယ်ညောင်မင်ချေမှာရွှွနွန်ထဲအချေရာတွေကိုသူတွေ့တယ်ခြေပလာခြေရာကြီးတွေအပင်ကိုအကြိမ်ကြိမ်ပတ်လျှောက်ထားတဲ့ပုံစံဒါပေမဲ့ဘယ်ကလာတယ်ဆိုတာမရှိဘူးဘယ်ကိုတွားတယ်ဆိုတာလည်းမရှိဘူးအပင်ကိုပဲထက်ခါပတ်နေတယ်ကျော်မင်းတပ်ပုံရိုက်လိုက်တယ်ပြီးတော့ကင်မရာစခွင်ကိုပြန်ကြည့်လိုက်တဲ့အခါသူ့နောက်ကျောတဲ့တစ်ပင်တွေကြားထဲမှာဖြောတော့အလေးနှလုံးလူတယောက်ရဲ့မျက်လုံးလိုမျိုးသူချက်ချင်းနောက်လဲကြည့်လိုက်တယ်ဘာမှမရှိဘူးကျော်မင်းအိမ်ကိုပြန်လာခဲ့တယ်သူမပြေးခဲ့ဘူးမပြေးရဘူးလို့လဲသူ့ကိုသူအားပေးခဲ့တယ်တို့ပေမဲ့သူ့ခြေလမ်းတွေကမြန်နေခဲ့တယ်ဦးဆိုင်လင်းကအကုန်တီးနေတယ်လို့ပဲမင်းညဘက်သွားခဲ့တယ်မဟုတ်လားအဲ့ဒါမေးခွန်းမဟုတ်ခဲ့ဘူးတေချာတီးနေတဲ့အတန်ကျော်မင်းဘာမှပြန်မပြောဦးဆိုင်လင်းကလက်ဖက်ရည်ခွက်ကိုငုံကြည့်ရင်ဆက်ပြောတယ်နှက်စင်တွေကထောင်ချောက်တွေမဟုတ်ဘူးအိမ်တွေမင်းဝိညာဉ်ကိုအိမ်ပေးထားရင်သူကအေးစစ်စစ်နေတတ်တယ်ဒါပေမဲ့မင်းကသူ့ကိုစူးစမ်းဖို့ကြိုးစားလိုက်တဲ့ချိန်
သူလည်းမင်းကိုပြန်စိတ်ဝင်စားလာပြီကျော်မင်းတို့မေးတယ်အဲ့ဒါဆိုသူဘာလုပ်မလဲဦးဆိုင်လင်းကခဏတိတ်သွားတယ်မိဖို့တွေကထင်းပေါက်တံပဲကြားရတယ်ပြီးတော့သူကအပြစ်မပေးဘူးနောက်ကလိုက်လာယုံပဲအဲ့ညမှာပဲကျော်မင်းချမ်းပြင်ဘဝခြေတံတွေကြားလိုက်ရတယ်တလန်းချင်းဖြည်းဖြည်းချင်းသူထားကြည့်လိုက်တော့ဘသူမှမရှိဘူးဒါပေမဲ့အိမ်ရှိတကားဝမှာညီရဲနေတဲ့မြေစည်းတွေပေချမ်းနေတယ်အဲ့ရောင်ကိုသူမှတ်မိတယ်ညောင်ပင်ချီကမြေရဲရောင်တွေပေါ့အဲ့ညကသူအပြင်မထွက်ခဲ့ဘူးဒါပေမဲ့တခုခုတော့အိမ်ထဲကိုဝင်လာခဲ့တယ်ကျော်မင်းအိမ်မပြောတော့ဘူးဒါပေမဲ့သူ့ဒေသနာကိုလည်းမရက်နိုင်ဘူးဘာလို့လဲဆိုတော့ရက်လိုက်ရင်သူကြောက်နေဆိုတာဝန်ခံလိုက်တယ်လို့ဖြစ်သွားမှာနောက်ဆုံး1989ခုနှစ်ကမှတ်တမ်းတစ်ခုကိုသူတွေ့တယ်တောင်ကြီးရမြေတိုင်းစရေးတယောက်နှစ်စင်နာကြောက်တွေကိုဖယ်လိုက်မိလို့3ရက်အကြာမှ15ကီလိုမီတာဝေးတဲ့တခြားတစ်ပင်အောက်မှာပြန်ရှာတွေ့တဲ့လူတယောက်ပေါ့နောက်နေ့မနက်မှာဂျိုမင်းနှစ်စင်စီကိုတွားခဲ့လိုက်တယ်ဒီတစ်ခါတော့နေခင်းကြောင်တောင်တွားတာပါပန်းစွမ်းဖျောင်းတိုင်ဖြူတတိုင်ရွာသားတွေလှုပ်တယ်လို့ပဲသူနှစ်စင်ရောမထီဘူးလက်ညိုးမထိုးဘူးသူတောင်းပန်လိုက်တယ်စိတ်ထဲကနေရိုးရိုးသားသားတောင်းပန်တာပါတကယ်ကြောက်နေတဲ့လူတယောက်လိုမျိုးအဲနောက်ပိုင်းခြေတံတွေပျောက်သွားတယ်မြေနီတွေပေါ်မလာတော့ဘူးကျော်မင်းလဲနှစ်စင်အကြောင်းဘတော်မှထမစူးစမ်းတော့နှက်ရှိတယ်လို့ယုံသွားလို့မဟုတ်ဘူးတချို့အရာတွေကနားလည်ဖို့ထက်ယူတည်ဖို့ပိုလိုအပ်တယ်ဆိုတာကိုသူနားလည်သွားလို့ပဲကျော်မင်းတာဝန်ပြီးတော့ရန်ကုန်ကိုပြန်သွားခဲ့တယ်မဆုစာအုပ်တွေကိုတော့တင်ထားတယ်ဒါပေမဲ့သူတည်တနာကိုဘတော်မှထုတ်မပြောတော့တယောက်ယောက်ကမေးရင်သူတခွန်းပဲပြောတယ်နှစ်စင်ကထူးဆန်းတာမဟုတ်ဘူးငါအဲ့အရာကိုနားလည်ပိုင်ခွင့်ရှိတယ်လို့ထင်ခဲ့မိတာအမှထူးဆန်းတာအခုထိလည်းအဲ့ညောင်ပင်ကြီးကရှိနေတုံးပဲအဝတ်စတွေလေထဲမှာလွင့်နေတုံးပဲဘသူမှဝန်မခံတဲ့ဖျောင်းတိုင်လေးတွေကလည်းလင်းနေတုံးပဲပြီးတော့စောင်းဆိုင်နေတဲ့အရှင်သခင်ကလည်းအခုထိစောင့်နေတုံးပါပဲ